ဘယ်လိုဖြစ်တာငါမျိုးအများကြီးမျောလင့်ထားတယ်ကွာကျွန်တော်မဟုတ်ဘူးကြိုက်ကျွန်တော်လောက်တော့မဟုတ်ဘူးမင်းကအခုမှလာပြောပြမယ်မင်းကြီးထုတ်ဆွဲပြီးဆေးတော့ကျွန်တော်လောက်တော့မဟုတ်ကောင်းမှန်မှကြိုက်ရဲ့တက်သွားလိုက်တော့မင်းဒီစိတ်တဲ့မျက်ရှိငါမျိုးလုံးဝအလုံးမခံဘူးငါပါရှင်လုံလေးလျှောက်ချင်တော့ဟုတ်ဒီမှာခဏလောက်ထိုင်နေနော်ဒီပြရလေကျော်နဲ့တန်းပြန်နေတယ်တော့အဆင်ပြေတော့မလို့တကယ်ဟုတ်ပါလားမကလေးလျှောက်ချင်တော့ဘုမကလာထိုင်လိုက်နော်โอเคဟဲ့ဒီတော့ဝင်စုပ်ပြီးစုပ်ပြီးလောက်တော့ရပါမှာမသိဘူးနော်ဟုတ်ပါနာမည်ကကိုထန်နော်ဟုတ်ပြန်ရချင်းရတယ်ဆယ်အောက်ထားတယ်လုပ်ငန်းတွေ့ကြတယ်ရှိတယ်ဆိုတော့အဆင်ပြေလောက်မှာပါအညီလေးမနက်ကစားပြီးကိုလို့ရှိမှလှုပ်လာရှင်းလို့ရပြီနော်ဟုတ်ကဲ့ကျေးဇူးပါဟုတ်နာမည်ထက်မြက်သူနော်ဟုတ်ပြန်ရချင်းရတယ်အလေတိုင်းမတက်ထားတာပြီးတော့လုပ်ငန်းတွေ့ကြလည်းမရှိဘူးဆိုတော့အကိုလုံးနဲ့အဆင်မပြေတော့ဘူးဒီပညာရေးချင်းနဲ့ဆိုရင်ပေါ့ဟုတ်ကဲ့ဟိုဖြစ်နိုင်တော့ညီလေးကိုအလုပ်ခံနေပါညီလေးမိပါလေအဆင်မပြေလို့ဖြစ်နိုင်တယ်ဆိုရင်ညီလေးကိုအစမ်းကန်တလားလောက်တော့စမ်းခံကြည့်ပါကိုရတော့ကိုစင်မပြေတော့လေညီလေးထုတ်ဖို့အေးပေါ့အကိုတလားတော့ညီလေးကိုအစမ်းခံကာလနဲ့ခံကြည့်လိုက်ဒီတဲမှာညီလေးပညာရေးချင်းကိုကြည့်မှာပေါ့ညီလေးအလုပ်ကြိုးစားရင်ကြိုးစားသလိုကိုခက်တယ်မခက်တယ်အကိုညီလေးကိုဒီတလားထဲမှာပြန်ပြောမှာပေါ့နော်ဟုတ်ကဲ့ကြိုးစားကြည့်ပေါ့ဟုတ်ကျေးဇူးတင်ပါတယ်နော်အဲ့ငါဒီဖားလေးကိုပဲရွှေ့ပြန်ဟုတ်ဟိုနားထားလေကွာတိတ်ချလို့လေငါဟုတ်အေးအဲ့နားလေးမှာထားမနောက်တစ်ခွက်ကြံသေးတယ်ဟုတ်